ခန္ဓာအစီအစဉ်များစတင်တော့မှာဖြစ်ပါတယ်ခန္ဓာအစီအစဉ်များစတင်တော့ဦးဆောင်တော့ပြောကြားပေးပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီကနေ့ခန္ဓာကိုဖေးကျုပ်ဖြစ်မဲ့စီစဉ်များစတင်ပါရမယ်ခင်ဗျာအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံတော်မူတယ်အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့မနေ့ကနေ့ဖြစ်ပါစေလို့ဦးဆောင်ပြီးနှုတ်ခွန်းချွေဒါတော့ပြောပါတယ်ဒီကနေ့ခန္ဓာမှာပညာအပ်ပါတယ်ခင်ဗျာ Congratulations Universe Vocational အသည့်အနေထားဖြင့်နေရာယူပေးထားပါရန်ကျွန်တော်တို့ရဲ့ digital ဘောပေါ်မှာအားရလက်ကလေးများပဲဖြစ်ပါတယ်ခင်ဗျာထောက်လာအတွင်းမှာဂျပန်စာသင်ကြားရေးပြင်ဂျပန်နိုင်ငံတို့ language school များဆောင်းနေတာတို့ဒီစားဆောင်ပြင်လာပြန်ပါခင်ဗျာで、日本へ渡す学生のため役ကျွန်တော်ဒါတက်ရောက်ခွင့်ရနော်တဲတဲ့ကြောင်းမှာနော်အဲ့တော့လက်ကြီးတော့စီစဉ်တစ်ခုဖြစ်ကိုယ့်ကိုယ်ကြီးစက္ကန့်စနာနံပါတ်လေးကိုမှတ်မိတယ်အဲ့ဆိုရင်ပြန်တက်ရမယ်နော်ခုစနိုင်တယ်ရန်ကုန်လားမော်ဘီနဲ့လည်းနော်ဘေးရှိတဲ့ကိုရှိအဲ့ဘေးရှိရှင်းပြီးတော့ကိုယ်တိုင်နဲ့နံပါတ်ကိုရေး